နာမည်ကြီးတဲ့ဆောင်ပေါင်းများစွာရဲ့အကယ်ဒမီဆုရမြန်မာရုပ်ရှင်ဇာတ်ကားကောင်းများတခိတခါကအောင်မြင်ကြော်ကြားလူကြိုက်များခဲ့သောမအီအီဝင်းစီစဉ်ထားသည့်မြန်မာဇာတ်ကားများနဲ့ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာကိုကြည့်ရှုနိုင်ရန်အတွက် Lucky 7 Production YouTube Channel လေးကို Like and Subscribe လေးနှိပ်ထားပြီးဖို့မမေ့ကြပါနဲ့နော်ကိုကြော်သားတို့MD ကအခုချိန်လည်းမလာသေးဘူး။အော်မလာသေးလို့ငါတို့လည်းထိုင်ဆောင်နေတာပေါ့ဟာ။ပြောတော့ဖြစ် MD ကလေအချိန်တိကျရမယ်အချိန်တိကျရမယ်။ခုကြတော့အချိန်လည်းမသေးကြဘူး။ခုပဲကြည့်ပါလား။10နာရီစီးဝေးစားနေတယ်။10နာရီ15တောင်ရှိနေမလာသေးဘူး။လူကြီးဆိုတာဒီလိုပါပဲဟာ။အစင်လာရပြောပဲပြောတာလုံးဝမလုပ်ဘူး။နင်သိရတော့။ဟာ MD လာနေပြီ။ဒီနေ့အစည်းအဝေးကတော့ပုံမှန်လုပ်နေကြမဟုတ်တဲ့ရေးပေါ်အစည်းအဝေးပါ။ဘာလို့ဒီအစည်းအဝေးကိုခေါ်ရတယ်လဲဆိုရင်ကျွန်တော်တို့ကုမ္ပဏီဟာဇက်တိုက်ရှုံးနေတဲ့ရင်ဆိုင်နေရတဲ့အတွက်မကြာခင်မှာဖျက်သိမ်းရတော့မယ့်အခြေအနေကိုရောက်နေလို့ပါ။မြို့ပြင်ကအင်ယာကန်ထရိုက်တွေနဲ့လမ်းကန်ထရိုက်တွေမှာအကြီးအကျယ်ရှုံးထားတဲ့အတွက်လုပ်ငန်းဆက်ပြီးလဲပတ်ဖို့ငွေအားမတတ်နိုင်တော့ပါဘူးကုမ္ပဏီမဖြတ်သိမ်းဖို့ရာအတွက်တခုတည်းသောနီးလန်းကတော့ငွေရတတ်နိုင်တဲ့အစုရှယ်ယာဝင်အသစ်တစ်ယောက်ကိုထပ်ခေါ်ဖို့ပါဒါကြောင့်မို့လဲဒီနေ့ကပဲရှယ်ယာဝင်ခြင်းနဲ့လူတစ်ယောက်ကိုကျွန်တော်လက်ခံလိုက်ပါတယ်ဒီနေ့အစည်းအဝေးမှာအဲ့ဒီရှယ်ယာရှင်အသစ်နဲ့ခင်ဗျားတို့နဲ့မိတ်ဆက်ပေးပါမယ်ပြီးတော့မှရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေအတွက်လိုအပ်တာတွေကိုဆက်ပြီးတော့ညှိနှိုင်းကြတာပေါ့ဟုတ်ပြီလားကျွန်တော်တခုတော့မေးပြတယ်မေးပါအဲ့ဒီအစုရှယ်ယာเนี่ยဘယ်တော့လာမလဲခင်ဗျ10နာရီခွဲတိတိမှာရောက်လာပါတယ်မျိုးသမီးကိုကြည်ရထက်ထက်မြက်မြက်ရှိမှပုံမယ်ကွာဒီလားအားလုံးပဲမင်္ဂလာပါကျမဟန်နီချိုလဲရေပါဒီကုမ္ပဏီမှာအစုရှယ်ယာ90ရာခိုင်နှုန်းထည့်ခွင့်ရတဲ့အတွက်ခုလိုမျိုးကုမ္ပဏီရဲ့ဝန်ထမ်းတွေအားလုံးကိုတစုတစည်းနဲ့တွေ့ခွင့်ရတဲ့အတွက်ဝမ်းသာကုန်ယူမိပါတယ်ကျမအစုရှယ်ယာထည့်ရတယ်ဆိုပေမဲ့လည်းဒီကုမ္ပဏီကိုအန်ကယ်ဦးအောင်ထိုက်ကပဲအဓိကထားအုပ်ချုပ်တော်မှာပါကျမအဓိကပြောချင်တာကတော့ကျမကိုအစုရှယ်ယာရှင်ဒရိုက်တာတယောက်လိုမြင်မဲနဲ့ဒီကုမ္ပဏီရဲ့မိသားစုဝင်တယောက်လိုပဲသဘောထားကြဖို့ပါပဲဘောတစ်ကဒီလိုဆိုခုလိုအားလုံးမျက်နှာစုံညီတွေ့ကြတဲ့အချိန်မှာဒီကုမ္ပဏီနဲ့ပတ်သက်ပြီးတော့အကြံပေးစရာဆွေးနွေးစရာရှိရင်ဘယ်သူမှမဆိုထပြီးဆွေးနွေးနိုင်ပါလေကိုကြီးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီးပြောစရာရှိရင်လည်းပွင့်ပွင့်လင်းလင်းတင်ပြနိုင်ပါတယ်ကျွန်တော်တခုတော့ပြောချင်ပါတယ်အဲ့ဒါ Sales and Marketing Manager လေနာမည်တက်ပြောမင်းပါပြောပါလေ
ကျွန်တော်ပြောချင်တဲ့စကားတိတ်ထူထူတော့မဟုတ်ပါဘူးဒီနေ့ဒီချိန်ကနေစပြီးဒီကုမ္ပဏီကနေကျွန်တော်အလုပ်ထွက်လိုက်ပြီဆိုတာပါကုမ္ပဏီစည်းကမ်းအရတော့ဝန်ထမ်းတအုပ်ကကိုယ်သဘောနဲ့ကိုအလုပ်ထုတ်ခွင့်မရှိပါဘူးအလုပ်စဝင်ကလေးကသဘောတူစာချုပ်မှာလက်မှတ်ထိုးထားတဲ့အတိုင်းပဲအလုပ်ထွက်မယ်ဆိုရင်တစ်လတိတိကြိုပြီးတော့အကြောင်းကြားရပါတယ်အဲ့တော့အခုချက်ချင်းရှင်အလုပ်ထုတ်ခွင့်မရှိဘူးဒီနေ့ကစပြီးတစ်လပြည့်ရဲ့နေ့ကြမှာဒါရှင်တရားဝင်အလုပ်ထုတ်ခွင့်ရပါလိမ့်မယ်ကောင်းပြီလေအဲ့ဒါဆိုရင်လေဒီနေ့ကနေစပြီးတော့တစ်လတိတိပြည့်တဲ့နေ့မှာကျွန်တော်လှုပ်ထွက်ပါတယ်နာမည်တဲ့မင်းအလုပ်ထွက်မယ်ဆိုတာဘာသဘောလဲကျွန်တော်ဒီကုမ္ပဏီမှာဆက်ပြီးအလုပ်မလုပ်ချင်တော့လို့ဘာဖြစ်လို့ဆက်မလုပ်ချင်အဲ့ဒီမေကုန်းကိုကျွန်တော်မဖြေပြရစီနဲ့ဖြေပါဦးနိုင်မင်းထက်ရှင်လှုပ်ထွက်ချင်တဲ့အကြောင်းရင်းရောအန်ကယ်ဥအောင်ထိုက်လို့ပဲကျမလည်းသိချင်လို့ပါကျွန်တော်အလုပ်ထွက်ရတဲ့အကြောင်းရင်းဟာမိန်းမတစ်ယောက်ရဲ့ဥဆောင်မှုအောင်ပါကျွန်တော်အလုပ်မလုပ်ချင်လို့ပါပဲဒါပဲလားဦးနိုင်မထက်ဒီထက်ပိုပြီးပြည့်စုံရှင်းမပြနိုင်တော့ရပါတယ်တိတ်တိချင်နေတယ်ဆိုရင်လေကျွန်တော်ပြောပြရမှာအဓိကအကြောင်းရင်းရတော့မိန်းမတစ်ယောက်ရဲ့ဥဆောင်မှုအောင်ပါကျွန်တော်မနေနိုင်လို့ပါပဲအထူးသဖြင့်အဲ့ဒီမိန်းမလွန်ခဲ့တဲ့8 နှစ်လောက်တုန်းကကျွန်တော်နဲ့လမ်းခွဲခဲ့မှုတဲ့ကျွန်တော်ရဲ့ဇနီးဟောင်းတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုလေ့ကျင့်ခန်းပြီးသွားပြီပေါ့ဟုတ်လားဟမ်ခင်ဗျားလည်းဗျာကျမ်းမာကြီးလေ့ကျင့်ခန်းမဟုတ်ပါဘူးကျွန်တော်ကခင်ဗျားလိုညဘက်အချမ်းပြေစည်းလေးတင်စရာမရှိဘူးလေအဲ့ဒါကြောင့်မို့သွေးဘူးလေ့ကျင့်ခန်းလေးဖြစ်သွားအချမ်းပြေထပြီးရတာဗျာမင်းအဲ့ဒီအချမ်းပြေသွေးဘူးလေ့ကျင့်ခန်းထဲမှာလေဟိုတထေးအိမ်ဘက်ကိုပြေးပြေးလားဟာခင်ဗျားလည်းဗျာခင်ဗျားစကားကြီးကဘာကြီးလဲအဖိုးတွေပြောမနေစမ်းမနဲ့ကွာမင်းဟန်นี่ကိုစိတ်ဝင်စားနေဆိုတော့ငါမသိဘူးများမှတ်နေလားဟမ်
ဟာခပြလေဗျာဒုက္ခပါပဲနိုင်မင်းတဲ့မင်းရတော့လေ10 တန်းအောင်ပြီးလို့အဝေးတင်ဒုတိယနှစ်တောင်ရောက်နေရှက်ကန်နဲ့အခုချိန်ဒီကလေးစိတ်ကိုမကုန်သေးဘူးကြွားရမင်းဟန်လေးကိုစိတ်ဝင်စားတာလေအမှန်ပါပဲလို့ဝန်ခံရင်မင်းတို့အကျိုးရှိမဲ့သတင်းတစ်ခုငါပေးစရာရှိတယ်ဘာသတင်းလဲအတိတ်ချက်အဲ့ဒီသတင်းကဟန်နီချိုနဲ့ပတ်သက်နေတယ်နှစ်ချက်အဲ့ဒီသတင်းကိုမင်းကြားလို့ရှိရင်မင်းပျော်သွားစေဟမ်ခင်ဗျတကယ်ပြောတာဒီမှာရရွှေတိုးဆိုတဲ့ကောင်ကလေလိန်နာညာတာတခုကလွဲရင်ဘယ်တော့မှမဟုတ်တာမပြောဘူးခင်ဗျကလည်းလုတ်ပြီဗျာငါအလကားစားတော့ကွာဒီမှာရမင်းငါစကားကိုတေချာနားထောင်ဟန်နီချိုကမင်းကိုစိတ်ဝင်စားနေတာသဘောပေါက်လားကျွန်တော်ကမိဘမတူဘူးပြီးတော့မှန်းချင်တာလို့တော့ဆယ်တန်းကိုတော့ဘာကြီးကျွန်တော်ပါခဲ့ကျွန်တော်တို့မယုံမရှိနဲ့ဟဲ့အောင်လေအဲ့ဒီကောင်မလေးကလေမင်းအကြောင်းငါ့ကိုခဏလာမေးနေတာသူ့အဖိုးကြီးလစ်ပြီဆိုတာနဲ့ငါစီရောက်လာတယ်ပြီးတာနဲ့မင်းအကြောင်းကိုစတော့တာပဲဟိခင်ဗျားလေဗျာကျွန်တော်အကြောင်းကိုမေးရတယ်ကျွန်တော်ကိုစိတ်ဝင်စားနေလို့ဘယ်လိုပြောလို့ရမှာဟာပြောလို့ရတာဗောကွာဟာကောင်ရအော်လူတယောက်ကိုစိတ်မဝင်စားရင်ဘယ်လိုလုပ်လာမေးမှာလဲမင်းကလေဒါတော့ဗျာဟောဘာလဲမင်းကငါစကားကိုမယုံလို့လားဟမ်အေးမကြခင်မှာမင်းငါစကားကိုယုံလာလိမ့်မယ်ဗျာစောင့်ကြည့်လိုက်ဟေးဟန်နီယူချာလေတရက်တစ်စင်ကိုတွေးလိုက်တယ်လို့ဘလို့ဖြစ်တာလဲအိုးမဟုတ်ပါဘူးအန်ကဲကလေဟိုဒီဘက်ကိုလာတာမကြိုက်ဘူးလားလို့ပါအဲ့ဒါတို့တွေးပေါ်ရမှာဒါနဲ့ယူမနဲ့ကအားရမလားအားပါတယ်ဘာဖြစ်လို့လဲနက်ဗန်ဟန်နီရောအိမ်မှာမုတ်တီလောက်စားမလို့အဲ့ဒါယူကိုလာစေခြင်းပဲအန်ကဲသိရင်ကြိုက်ပါမလားမသိဘူးနော်ဘယ်ကြိုက်ပါမလဲအဲ့လောက်လဲစိတ်မပူပါနဲ့မနေ့ကတည်းကမရှိဘူးမန္တလေးဆင်းမှာဒါပေမဲ့အန်ကယ်ပြန်လာလို့တရားရောက်ကပြန်ပြောလိုက်ရင်ရောခက်ပါဗျဒီမှာဟန်နီချိုမသိစေချင်တဲ့ကိစ္စကိုဟန်နီချိုရဲ့ခွင့်ပြုချက်မရပဲနဲ့ဘယ်အိမ်သားမှဒယ်ဒီကိုပြန်ပြောပိုင်ခွင့်မရှိစိတ်ချကောင်းပြီလေတို့လာနိုင်အောင်ကြိုးစားပါမယ်ဘုရားရင်ကြိုးစားပါမယ်ဟုတ်လားတို့ကရုပ်ကိုစူးစမ်းခိုင်းနေတာမဟုတ်ဘူး။နေ့ပတ်မနေ့9 နာရီတိမှာတို့အိမ်မှာမုတ်တီစားဖို့အတွက်လာခိုင်းနေတာ။ကောင်းပြီလေ။မနေ့ပတ်မနေ့9 နာရီတိရောက်အောင်တို့လာခဲ့ပါမယ်။ဟိုကိုရွှေတိုးကြီးကိုလည်းဟာတို့ကရုပ်ပဲခေါ်တာနော်။ကိုရွှေတိုးကိုခေါ်လာကြမလို့။ဘာစားမှာမဟုတ်ဘူးနော်။ဘာစားဒ
တို့က Nest Coffee ကြိုက်တယ်ဆိုတာဟန်နီကဘယ်လိုသိရလဲ ကိုရွှေတို့ပြောတာလေဒါနဲ့ရွက်ဆောင်မဖြစ်မယ်ဆိုရင်မန်လေးစင်းဖြစ်မှာ ဟုတ်တယ်လေဟန်နီရောမန္တလေးမှာပဲမလား ဟန်နီကအိမ်မှာပဲဖြစ်ရမှာ ဘလို့ ဆယ်လန်းအောင်မင်းတွေကဒေဒီကဟန်နီကိုဆရာကြီးခေါ်ပြီးတော့အိမ်မှာပဲစာသင်ခိုင်းတယ်လေဆောင်မဖြစ်ခြင်းရရင်တော့သူများဖြေပြီးသားမိခွန်းတွေကိုအိမ်ကိုယူလာတယ်အိမ်မှာပဲဖြေခိုင်းတယ်အောင်ရင်တော့တန်းတက်ခိုင်းတယ်မအောင်ဘူးဆိုရင်တော့ပထမနှစ်ကစာတွေကိုပြန်သင်ခိုင်းတယ် ဟိုဒါဆိုလို့ရှိရင်ဟိုဟန်နီဘွဲယူတဲ့ခါကျရင်ရော ဒေဒီကပြောတယ်ဘွဲလက်မဲ့မလို့ဘူးတဲ့တက်ကတူစာတွေကိုတက်ဖို့ပဲလုပ်တယ်တဲ့ဟန်နီကိုရန်ကလည်းဒေဒီလိုပဲယုံကြည်တယ် ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့အိမ်ထဲမှာပဲစာသင်နေရတဲ့ခါကျတော့မိတ်ဆွေတကယ်ချင်းအစ်စ်တွေဘယ်ရနိုင်တော့မလဲတကယ်ချင်းအပေါင်းအသင်းတယောက်မှမရှိဘဲနဲ့တယောက်တည်းနေနေရတာဟန်နီမပြင်းဘူးလား ပြင်းတော့တာပေါ့ဒါပေမဲ့အရင်တော့မပြင်းဘူး ဘာဖြစ်လို့လဲ channel ကိုယူရောက်လာလို့လေဟန်နီနဲ့တက်သူရဲသူတငယ်ချင်းတယောက်ရပြီဆိုရင်ဟန်နီကပြောနေတာ တို့လေလေဟန်နီနဲ့ခင်ခွန်းရတာအရန်ပြောတာပဲဟိုဒါပေမဲ့အဲ့ဒါဥချိုထုံးတည်သွားရင် ယူရလေဒေဒီမသိအောင်လို့ခိုးပြီးတော့ခင်းကြအောင်နော် ဟန်နီစောင့်နေရကြာသွားပြီလား sorry ပဲဟန်နီရဲ့ ယူလေးကိုခဏလောက်ဝင်လိုက်လို့နည်းနည်းလေးနောက်ကျသွားတာဟန်နီရဲ့အော်ခဏဒီမှာဟန်နီကြည့်ကျင်နေဆိုလို့ညမကရှာလာတာရော့ဟန်နီမျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲ တို့မန်းလေးကိုဒေဒီနဲ့လိုက်သွားမှာတလားလောက်ကြာ တလားလောက်တော့ကြာပြီ တို့ပြန်လာရင်လေယူတယ်လက်ဆောင်တွေအများကြီးဝင်တယ်မှာအမောင်းလေတို့တော့နော် ဟန်နီတို့ဟန်နီကိုမန္တလေးကိုရောက်နေပြီလို့ထင်နေတာဟန်နီမန္တလေးမသွားပြဘူးလားဘာဖြစ်လို့လဲ ငကိုရမမန်းလေးတော့ဘူးအစီအစဉ်မှမရှိတာ ဒါဆိုဟန်နီကတို့ ဟုတ်တယ်တို့ကယူကိုတမင်နောက်လိုက်တာ နောက်တာ ယူဘလို့နေမလဲဆိုတော့သိကြတယ်တို့ကတမင်ညာပြောလိုက်တာလေ ဘာပြောလဲဟန်နီတို့ဘလို့နေလဲဆိုတာသိချင်လို့ဟဟလားအေးတို့ဘလို့နေလဲဆိုတာသိချင်ပြမယ်ဒါတိုက်ခဲ့ဒီပါကြီး
ကောင်းလေးရေချိန်ကိုက်နေပြီလား ဘာလဲဗျာခင်ဗျားလေကျွန်တော်မှတောက်မှမတောက်တတ်တာ သိပါတယ်ကွာလူကြားရင်ရှက်စရာကောင်းတဲ့ဒီစကားကြီးကိုခဏခဏမပြောစမ်းပါနဲ့ကွာငါပြောတာကအရက်ရေချိန်ကိုပြောတာမဟုတ်ဘူးအချစ်ရေချိန်ကိုပြောတာ မူးတော့မမူးသေးပါဘူးဗျာဒါပေမဲ့လည်းရီဝေတော့ဖြစ်တာပေါ့ ဖြစ်ရမယ်လေဖြစ်ရမယ်ဟဲ့ဒီမနေ့လေငါဟန်နီကိုဝင်လော့ခဲ့သေးတယ်ဗျာ ဘာလဲဗျာ ဟောဟန်နီစိတ်ကြောင့်လို့ဒီကောင်ကြီးအခုစာရီလည်းမကြက်တော့ဘူးလို့အဲ့ဒါစံမေးပွဲတောင်သွားမဖြေတော့ဘူးလို့ဘာညာအသားတကာအကုန်လုံးဖော်လျှော့ဖို့ကွာမယ် ခင်ဗျားလည်းမဟုတ်ကလေဗျာဘာဖြစ်လို့မဟုတ်ကလေတော့ဖော်ရတာလေကျွန်တော်ဒီမှာနေတဲ့စာတော်မှန်ကြည့်နေကိုရှိတို့လည်းသိရတဲ့နဲ့ ဟာဟေ့ဟာပူသားမပါလင်ကမချောလေကွာမင်းမသူ့စိတ်ကြောင့်မအိမ်နိုင်မစားနိုင်နဲ့ဒီဂရီတွေတက်နေတယ်လို့အဲ့ဒါလူပြောမှ तू ကမင်းဘောတနာလာတော့မှာပေါ့ကွာ ခင်ဗျားလိုပြောတော့ तू ကဘာပြန်ပြောလဲ तू ကပြောတယ်ကိုနိုင်မင်းထက်ကတဲ့အဲ့ဒါလောက်ထိစိတ်ဓာတ်ပြော့ညံ့လိမ့်မယ်လို့ तू မထင်ဘူးတဲ့ ဟာသိပါပြီဗျာကိုရှိတို့ကလေတွေ့လား မသိနေဟုတ်ကြံသေးတယ်နော်အဲ့ဒီလိုစာတွေမကြက်ဖဲနေမယ်စာမေးပွဲလဲသွားမဖြေဘူးဆိုလို့ရှိရင်လဲ तू ကတနာမှာမဟုတ်ဘူးတဲ့အဲ့တော့မင်းကစာမေးပွဲကိုအောင်ဖြေမယ်ဆိုလို့ရှိရင်တဲ့မင်းကို तू ကလက်ဆောင်တစ်ခုပေးမယ်တဲ့ ဘာလဲဆောင်လဲကိုရှိတို့ မင်းစာမေးပွဲအောင်လို့ရှိရင်မင်းလိုချင်တဲ့အဖြေပေးမယ်တဲ့ကြ ကိုရှိတို့ခင်ဗျာတကယ်ပြောရလားဟာတော်လိုက်တာဗျာโอเคဆောင်ပွဲကိုအယုံနေမကောက်ဂုံတူးပါပါစီရမယ်တော့ခင်ဗျာပြောလိုက်ဗျာအဲ့ဒါရမယ်လာတော့အောင်ကြီးပါရအောင်မင်းကိုဟန်နီချူကပြခဲ့တယ်ကျေးဇူးပါဗျာစားပြီဗျာဘာလို့ဆိုလိုချင်တာလဲမသိဘူးအတိတ်ပဲတစ်ခုခုတော့ရှိကိုရှိရမယ်ဗျာဟန်နီကဒါမျိုးအကြောင်းမတက်တော့လုံးမှာမဟုတ်ဘူးစဉ်းစားစမ်းကွာစဉ်းစားစမ်းဒါဘာလို့ရှိရွယ်တာလဲမဟုတ်ဘူးဗျာအတိတ်ပဲတစ်ခုခုတော့ရှိကိုရှိရမယ်ဒါကိုလုံးဝသိကိုသိချရတယ်ဗျာတေးပါပြီလားကိုရှိလို့ဘယ်နိုင်ရှိမလဲလေးနိုင်စကားဟာပေါ်ပြီဗျာပေါ်ပြီကျောင်းပါမလေးဗျာဘယ်နဲ့ပြီကွာဒီကောင်ကလည်းဘာဖြစ်လို့စောစောစီးစီးမစဲစားမိတာလဲကွာဟာတင်းသားကွာတင်းသားလိုက်ချင်းလိုက်လိုက်ငါတို့လက်ဖေးတိုင်းတော့မဟုတ်ကုံသွေးရုံသွားမှာနော် တော်ပါမလိုက်တော့ပါဘူးဟောမကိုမေးတဲ့နေဝဲလာ ဟဲ့ငါလည်းပါစက်ပါနော်နေသူ့ဖို့ရွယ်ငါဖို့ကြောင့်မပါဘူးလားနေရလဲ ပါအောင်ကိုမေးတော့ပဲပါကိုမေးစားပြအောင်စားလိုက်နော် ကို့ကိုစားစီခြင်းနဲ့ဆိုရင်ငယ်ကိုယ်တိုင်ကို့ခွင့်ကြည့်ဖို့ဘယ်လိုလဲခွင့်ကြည့်မှာ ဟာကိုမေးကလည်းခလေးလေးကြနေရရပြီဟုတ်ပြီလားဂျိုင်းလို့ရှိရင်
好了，你看，我到来呀。 ခုနဟန်နီချိုကြည့်နေမှတည်းလို့မင်းတမင်လောက်လိုက်တာငါမသိလို့မေးပြရစီမင်းဟန်နီချိုတကယ်ချစ်ခဲ့တာတကယ်ချစ်ခဲ့တာပေါ့ကွာ အဲ့ဒါဆိုဘာဖြစ်လို့လမ်းခွဲခဲ့ရလဲကွာ ငါတို့ချစ်သူတက်တန်း3 လပြည့်တဲ့နေ့မှာပေါ့ ငါသမီးနဲ့ဒီမှာချိန်ရလို့မစောင့်လာမှာ မဟုတ်ပါဘူး ဟဲ့မညာတဲ့ငါအားလုံးသိပြီးပြီနော်ဟောမနှက်ဖြင်ကစပြီးတော့မင်းတီးချမှာလှုပ်ဆက်မစဲငါပြောတာရှင်းတယ်နော်နေမို့နောက်အလုပ်တစ်ခုမရသေး6 လလောက်အေးအေးဆေးဆေးထိုင်စားမင်းပြည့်စုံကုန်ချက်ပြီတန်းရအောင်သွားစီနောက်တစ်ခုဖတ်ဒီချောင်းနောက်တော့ပါဗျာ မ
မယ်ဟန်နီအားမရှိဘူး ကိစ္စမရှိပါဘူးဟန်နီရဲ့ဟန်နီနာကိုရောက်လာပြီပဲ ဟန်နီနာနဲ့ပဲမတော်ဘူးနော် စိတ်ချပါဟန်နီရဲ့ကိုပဲမတော့ပါဘူးဟန်နီနာမှာပဲကိုနေပါဟုတ်တယ်ကျွန်တော်မတော့ပါဘူးဗျာ မင်းကိုငါမကြိုက်တဲ့အချက်တွေထဲမှာအဲ့ဒါပါဒီပေါ်လေဒီချိန်မှာငါသမီးအတက်ထက်အရေးပါတာဘာမှမရှိတော့ဘူးမင်းကငါသမီးတာသမီးရဲ့ချင်းဆရာကသမီးကိုစိတ်ချမ်းသာထားတယ်ဆွေးနွေးတော့လည်းထိန်းပါ Cheers ဟုတ်ကဲ့ပါဗျာ Cheers အဲ့လိုနဲ့ညှော်လင့်ချက်လုံးဝမရှိတော့တဲ့အခြေအနေကနေအားလုံးနှစ်ယောက်လက်ထပ်ဖြစ်ခဲ့ကြတယ်တနေ့လောက်ကြာတော့ဟန်နီရဲ့အဖေကကားမှောက်ပြီးတော့ဆုံးသွားခဲ့တယ်အဲ့ဒီအတွက်စိတ်မကောင်းဖြစ်ရတာလွင်ငါတို့နှစ်ယောက်တိတ်ကိုပျော်ခဲ့ကြတယ်ဒါပေမဲ့လုပ်ငန်းတွေအားလုံးကိုဟန်နီချိုဥဆောင်ပြီးခဲ့တဲ့နောက်ပိုင်းမှာတော့ငါတို့ဘဝရဲ့အကြောင်းစပြီးထင်လာခဲ့တယ်ဝယ်မယ်ဆိုတဲ့ကိုချိုပြောတာမဟုတ်ဟန်နီရဲ့အချိန်ပေးပြီးစိတ်တိုင်းညာရှာမယ်ဆိုလို့ရှိရင်ဒီတက်တက်တာလည်းဈေးနဲ့ဒီဘက်တွေရနိုင်သေးတယ်ဟန်နီကမေးပင်မမှာဆိုလို့လေပွဲစားကလည်းကို့လိုပဲကြားထဲကတရားမဲ့သူလည်းမဟုတ်ဘူး ဘာပဲဖြစ်ဖြစ်ပေါ်ဟန်နီရဲ့ကို့ကိုကြိုပြီးတိုင်ပြီးမှုတော့ကောင်းတာအမှန်ပဲ အင်းမမင်းရဲ့ဟန်နီနည်းနည်းလောကြည့်ပါ sorry ပါနော်မမလေးဟင်းဦးချလိုက်ရအောင်မလားအာနေဦးငါလာခဲ့မယ်ဒီနေ့လေမင်းကြိုက်ဆက်သားဟင်းကိုဟန်နီကိုယ်တိုင်ချက်ထားတာစားပြီးရင်ဆွေမျိုးမေ့ပါမယ်တက်လားနားလေနော်မရှိပါ တော့ဟာဒီချိုးနဲ့ပြောချင်တယ် ဟန်နီတော့ပြန်မလှုပ်ရှုပ်နေလို့ဗျာကျွန်တော်သူ့ရဲ့အမျိုးသားပါကိစ္စရှိကျွန်တော်မှာခဲ့တယ်လေအော်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဟန်နီကိုဖုန်းပြန်ဆက်ထားလိုက်မယ်နောင်ကြီးရဲ့နာမည်နဲ့ဖုန်းနံပါတ်တွေကျွန်တော်ပြောခဲ့ပါဘူး နောက်မှပဲပြန်ဆက်လိုက်တော့မယ်ဗျာကိစ္စတော့ဟာဒီချိုးနဲ့တွေ့မှရှိမှာ ကိစ္စကိုတင်းနေရလားမင်းသိချင်တယ်ပြောပြမှာပေါ့ မဟုတ်ဘူးဟန်နီမဟုတ်ဘူးကိုကအကြောင်းမဲ့တဲ့ဒီသိနေတာမဟုတ်ဘူးကိုကဟန်နီရဲ့ပြောတာတစ်ယောက်အနေနဲ့သိထားတဲ့အချင်းပြီးတော့ဟန်နီလည်းမိဘတစ်ယောက်အနေနဲ့ကိုယောက်ျားကိုဖွင့်တတ်ထားတဲ့လို့ထင်လို့ပြောနေတာကိုကဟန်နီကိုမျိုးတင်တာစိတ်နဲ့နေနေတာတော့မဟုတ်ဘူးလက်ကိစ္စကိုငါသိထားလို့မရတဲ့ကိစ္စဆိုတဲ့ကြောင့်လည်းနေရာသိထားတဲ့လို့ယူဆလို့ပြောနေတာ sorry ပါခင်ဗျာလေစိတ်အရေးကြီးတယ်ပြောပြမယ်အဲ့ကိုစောဝေးဆိုတာတနက်ဖက်လုပ်ငန်းပိုင်ရှင်ခင်ဗျာတနက်ဖက်လုပ်ငန်းတော့စိတ်ဝင်စားတယ်သူ့ကိုစုံစမ်းခိုင်းတာသူအဲ့အကြောင်းပြောမှတော့အဲ့ဒါဟုတ်တယ်ဟာဟုတ်မင်းလေးကမြစ်တယ်ဒီအဲ့ရဟုတ်လား 3000ပုံဆိုတော့မစိုးပါဘူး အဲ့ဆိုရင်မင်းပြောတဲ့ဈေးနဲ့ဟ
န်ဒီထုတ်လိုက်တာပါနော် ကောင်းပါတယ်ကွာမင်းတို့လင်မယားတိုင်းတိုင်းမဲမဲညှိညှိနိုင်နိုင်နေတယ်ဆိုတာကြားတော့ငါဝမ်းသာတာပေါ့ကွာငါတခုတော့စိုးရိမ်နေကွာ ကိုရှိတို့ကဘာလို့ဆိုလို့လဲ ဟန်နီရဲ့အခုအနေထားဘလောက်ကြာကြာခံမလဲဆိုတာပဲကွာဟန်နီကသူ့အဖေစိတ်ဓာတ်တိုင်းပဲကွာစီးပွားရေးကိစ္စတွေမှာဆုံးဖြတ်ချက်မြန်တယ်ရှုံမြက်မျက်စိမိတ်ပြီးစွန့်စားတတ်တယ်ဒါတွေအားလုံးကသူ့အဖေစီကဓာတ်ရိုက်ရထားတဲ့အမွေစိတ်ဓာတ်တွေကွာ ဟုတ်တယ်ဟန်နီရဲ့စိတ်ဓာတ်ကလောင်းကစားသမားရဲ့စိတ်ဓာတ်မျိုးဗျာတခုရှိသေးတယ်ဟန်နီကငငယ်လေးတွေက အလိုလိုက်ခံထားရတာဆိုတော့ तू လိုချင်တာဆိုရင်လည်းမရရအောင်ယူတတ်တယ် तू ဖြစ်ချင်တာဆိုရင်လည်းမရရအောင်လုပ်တတ်တယ်အဲ तू ဆုံးဖြတ်ပြီးပြီဆိုရင်မှားမှန်ပြင်လေးမရှိဘူး ကိုရှိတို့ခမ ्या အခုပြောနေတဲ့စကားတွေအတိတ်ပဲဘာလဲ ဘာမှမဟုတ်ပါဘူးကွာဟန်နီရဲ့စိတ်ဓာတ်ကိုမင်းပို့ပြီးနားလေလာအောင်လို့ငါသုံးသပ်ပြတာပါမင်းဘာအဓိပ္ပာယ်နဲ့ရည်တယ်ဆိုတာငါသိပါတယ်နိုင်မင်းထက်ရဲ့မင်းမိမဟန်နီအကြောင်းငါတဲ့ဆိုင်မင်းပူသိတာဗောကွာဒါပေမဲ့နိုင်မင်းထက်လူဆိုတာတခါတလေမှာကိုသိနေတာတွေကမေ့နေတတ်တယ်ကွာအထူးသဖြင့်ဒေါသထွက်နေတဲ့အခါမျိုးပေါ့ကွာခုချိန်မှာတော့ဟန်နီနဲ့မင်းကတိုင်မင်းရှိတယ်အဲ့ဒါကိုမင်းကကျင်းတတ်တယ်အဲဒါပေမဲ့မင်းကိုမတိုင်ပေမဲ့ဟန်နီကသူ့အတူလှုပ်လိုက်ပြီဆိုရင်မင်းစိတ်တူမယ်ဒေါသထွက်မယ် အဲ့တော့အဲ့ဒီခါကျတော့ဟန်နီရဲ့စိတ်ဓာတ်နဲ့ပင်ကိုဇရိုက်ကိုမင်းမေ့မသွားဘူးပဲဒါမှမင်းရဲ့ဒေါသကိုမင်းထိန်းနိုင်မှာပေါ့ဒါဆိုရင်ဟန်နီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာစိတ်ဆိုးဒေါသထွက်เสียအခြေအနေမျိုးတွေကြုံလာနိုင်တယ်လို့ကိုရှိတို့ထင်လားဟာမင်းမေးခွန်းကြီးကပြန်ဖြေဖို့တော်တော်အန္တရာယ်များတဲ့မေးခွန်းကြီးပဲကွာကိစ္စမရှိပါဘူးကိုရှိတို့စိတ်ထဲမှာရှိတဲ့အတိုင်းပဲဖြေစမ်းပါခက်တော့ခက်သားပဲကွာလူဆိုတာပင်ကိုဗီဇဖြောက်ဖို့ခက်တယ်ကွာငါပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်တော့ကြုံလာမှာပဲသိကြတယ်ကွာဆရာဒီကဘယ်လောက်ခေါ်တာလဲဈေးကကျွန်တော်ပြောထားပြီးသားပဲ85ဟာဗျာဆရာလဲစုံသားတွေကဒီဈေးမှာမရှိတော့တာဗျ60ပတ်ချာလဲလောက်မှာပဲရောင်းနေကြတယ်ဟာခမရကလည်းနှိုက်နေပြန်ပြီဗျာအဲ့ဈေးနဲ့ဆိုရင်တခြားကားပဲရှာပေးလိုက်တော့ဆရာရဲ့ရောင်းနိုင်မဲ့ဈေးလေးကိုပြောပြပါဦးခမရဒီလိုနံပါတ်ဒီလိုကွန်ဒီရှင်မျိုးလိုက်ရှာကြည့်လိုက်အားလုံး80အပေါ်မှာကြီးပဲကျုပ်82ရရင်ရောင်းမယ်ဗျာဆရာ65တော့ထားလိုက်ဗျာမရောင်းနိုင်ဘူးဗျာဒီလိုလုပ်ဗျာကျွန်တော်နှစ်ပုံးတိုးဝဲမယ်60ခုတော့ထားလိုက်နော်ဆရာခမရလည်းဗျာဘယ်လိုလုပ်ရမှာလဲဆရာကျွန်တော်ဒေါ်ဟန်နီချုံနဲ့လှုပ်ဖူးပါတယ်ဈေးဆရာကဒီလောက်မခက်ပါဘူးဆရာသိပ်တင်းနေတာဟုတ်ဗျာဒီမှာခမရသိထားဘူးကကျုပ်ကဒေါ်ဟန်နီချုံမဟုတ်ဘူးဟန်နီချုံရဲ့ယောက်ျားပြီးတော့ကျုပ်ဘက်ကတင်းနေရလည်းမဟုတ်ဘူးခမရတို့ကအောက်ဈေးနဲ့လိုချင်နေတာခမရကျုပ်နောက်ဆုံးဈေးပြောမယ်ကျုပ်80ရရင်ရောင်းမယ်မရရင်မရောင်းဘူး80တော့တပြားမှမလျှော့နိုင်ဘူးဗျာခမရတို့ကြိုက်ရင်လည်းယူမကြိုက်ရင်လည်းမယူနိုင်ရတယ်ကျွန်တော်ကဝယ်တော့က80ကျော်တောင်ကြာထားတာဒါပေမဲ့နားလဲပါတယ်ဗျာသူ့အချိန်နဲ့သူ့ဈေးပေါ့အခုအသုံးမလို့တော့လို့ကျွန်တော်ကလည်းပြန်ရောင်းပါကောင်းပြီလေရပါတယ်ပြဿနာမရှိဘူးဦးသိန်းမှာဝယ်လက်ရှိရဆိုလို့ရှိရင်လည်းခေါ်ခဲ့လိုက်ပေါ့နော်တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းမန္တလေးထိဆင်းရောက်လိုက်မယ်လေဘာပြဿနာမရှိပါဘူးကောင်းပြီများဆိုဒါပဲနော်ဟုတ်ကဲ့ရေကရအောင်ရအောင်ဆရာအဲ့ဆိုငါပြန်တော့မယ်ဟုတ်ကဲ့ဆရာမင်းတို့ရန်ကုန်ပို့မယ်ပစ္စည်းတွေကိုမနေ့ကကျရင်အပြီးလုပ်ထားနော်ဟုတ်ကဲ့ပါဆရာကဲသွားပြီဟုတ်ကဲ့ဒါဘာလုပ်တာလဲအယောင်းဝယ်ဖြစ်သွားပြီလေဒေါ်ဟန်နီချိုတဲ့ဈေးလေးအိမ်ပဲကြည့်ကြဗျာဈေးကဟာဒီမှာကြည့်ကြကျွန်တော်လည်းကြည့်မ
နေပါဦးခင်ဗျားတို့အခုဒီကားကိုဘယ်စင်းနဲ့ဝယ်လာမနေ့ကဈေးနေပဲလေဒီကားကို80မရရင်မရောင်းပါဘူးလို့ခင်ဗျားတို့ကျိုးအပြတ်ပြောထားပြီးသားဒီရောင်းဝယ်ကျိုးသဘောမတူဘူးဗျာကွက်ဖြတ်တယ်ဆရာလည်းဗျာအတိတ်ပဲမရှိလိုက်တာအယောင်းဝယ်ဖြစ်လို့မှငွေချေပြီးစာချုပ်ချုပ်ပြီးသွားပြီဆရာကန့်ကွက်လို့မရတာဘာဖြစ်လို့ကန့်ကွက်လို့မရမှာဒီကဒေါ်ဟန်နီချုပ်နာမည်ပေါ့လေသူကျင်တဲ့လို့ရောင်းတာဆရာဘာလို့လို့ရမှာလဲဆရာပိုင်ရှင်မမဟုတ်ဟန်နီကလေမင်းပြင်ပန်းမှာဆိုလို့လူတကာကိုအောက်ကျခံပြီးတော့လိုက်ဆက်နေရမှာဆိုလို့ဈေးနဲ့မှတည့်တဲ့တန်းနဲ့ရောက်လိုက်တာမင်း80ခေါ်ထားမှလည်းဟန်နီသိပါတယ်ဒါဆိုရင်69နဲ့80ကြားထဲမှာဘယ်လောက်กว่าလဲဆိုတာမသိလားသိတာဗောမင်းရဲ့3သိန်းกว่าတယ်လေဒါမဲ့ဟန်နီတို့အဲ့3သိန်းကဘာဖြစ်တော့မှမဟုတ်လို့လေမင်းတယောက်တည်းအတွက်ဘာမှမဖြစ်ဖြစ်မယ်နိုင်မင်းတဲ့တယောက်တည်းအတွက်ဆိုဖြစ်တယ်ကွာအထူးသဖြင့်နိုင်မင်းတဲ့ရဲ့ဂုံတိတ်ခါဟန်နီချိုလက်ကြီးရဲ့လင်းယောက်ျားနိုင်မင်းတဲ့ရဲ့ဂုံတိတ်ခါကိုအဲ့ဒီပတ်စံ3သိန်းကမြောင်းထဲကိုလွှတ်ပလိုက်တာငါကတစ်ချက်မှမလျှော့နိုင်ပါဘူးလို့ပြောထားတဲ့ကားကိုမင်းက3သိန်းတိတိလျှော့ပြီးရောင်းပလိုက်တယ်အဲ့ဒီအတွက်ငါဘာဖြစ်သွားလဲမင်းသိလားငါဘာမှသုံးလို့မရတဲ့အလကားကောင်ဖြစ်သွားတယ်ဟန်နီချိုရဲ့နိုင်မင်းတဲ့ဆိုတဲ့ကောင်ဘာပဲပြောအလကားပဲဟန်နီချိုနဲ့သာတွေ့လိုက်အားလုံးပြီးရဲဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ဗမာလည်းနိုင်မင်းတဲ့ရဲ့ဂုံတိတ်ခါဗမာလည်းနေရာတက်ပြောရရပိုင်ခွင့်မရှိဘူးဘာမှကိုမရှိတော့ဘူးမင်းရဲ့ကောင်းပတ်စံ3သိန်းဈေးအနှိမ်ခံလိုက်ရတယ်လို့ငါရဲ့ဂုံတိတ်ခါတွေကိုလည်းအနှိမ်ခံလိုက်ရတယ်အစော်ကားခံလိုက်ရတယ်အဲ့ဒါမင်းသိရလားဟမ်မစဉ်းစားမိရလား sorry မမင်းဟန်နီအဲ့ဒါတွေမစဉ်းစားမိဘူးဟုတ်ဟန်နီစဉ်းစားမိရမင်းပင်မမှာဆိုတာတခုပဲဟုတ်အခုဟန်နီဘာလုပ်ပေးရမလဲဘာပြန်လုပ်ပေးရမလဲအဲ့ဒီကောင်မရောတော့ဘူးလို့ပြန်ပြောလိုက်ရမလားဒါခလေးကစားနေပုဂ္ဂိုလ်ခဏဆိုဒီချိန်ကျမှတော့မင်းဘာမှပြန်လုပ်လို့မရတော့ဘူးမင်းလောက်ရမှာတခုကဒီနေ့ညငါအိမ်ကိုပြန်မအိမ်ရင်မင်းစိတ်ပူမနေနဲ့အဲ့ဒါဟန်နီရဲ့စိတ်ဓာတ်ကဘယ်လိုရှိပါတယ်ဆိုတာငါပြောထားရသားနဲ့ကွာသူ့ရဲ့စိတ်ဓာတ်ကိုကျွန်တော်ကောင်းကောင်းသိပါတယ်ဗျာမသိတာသူယောက်ျားတစ်ယောက်ရဲ့မာနကိုမသိဘူးလင်ယောက်ျားကိုဘယ်လိုနေရာမျိုးမှာထားရမယ်ဆိုတာကို तू မသိဘူးအိမ်ဦးနဲ့ရဲ့အတိတ်ပဲကိုလည်း तू နားမလဲဘူးဘယ်လိုအခြေအနေမျိုးမှာခြေတလားစုပ်ပေးတဲ့တယ်ဘယ်လိုအခြေအနေမျိုးမှာရေပေါင်တန်းပြီးလိုက်တဲ့တယ်ဆိုတော့လည်း तू ဘတော်မှမစင်စားဘူးသူ့ပါဗျာအခုတော့စိတ်ကူးပြူတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တော့ဘာမှပြောနေစရာကိုမလိုဘူးပွဲစားတက်ကိုခေါ်လိုက်ရတဲ့စင်းနဲ့ရောင်းမယ်လို့ပြောလိုက်ရင်ပြီးနေပြီဘာမှကိုမလိုဘူးအခုတော့ဘယ်နဲ့ဗျာကျွန်တော်တော့ဟိုဒီပတိနဲ့ဈေးတွေဆိုင်လို့ပြီးတော့မှ तू ကနောက်ကနေပြီးတော့လှုပ်ချင်တာကိုလှုပ်ပလိုက်တာဗျာကျွန်တော်ဖြစ်ကဘာနဲ့တူနေလဲသိလားကလထိုင်မှာဆိုလို့ဝင်ထိုင်လိုက်တော့မှခေါ်အောင်ဆွမ်းယူရလို့ဖင်နိုင်ရဲ့လဲကြတယ်လို့မျိုးဖြစ်နေတာမင်းကလည်းအဲ့လောက်ကြီးကြီးလည်းမတွေးနဲ့လေကွာခုကိစ္စမှာဟန်နီမှားတယ်ဆိုတာငါလက်ခံပါတယ်ဒါပေမဲ့ तू မှားတာကတော့မင်းကိုချစ်လို့မှားတဲ့အမားဆိုတာကိုတော့မင်းသဘောပေါက်ဖို့လိုတယ်ကျွန်တော်သဘောပေါက်နေတယ်လို့ तू ရောသဘောမပေါက်တင်ဘူးလားသူ့အမားကို तू မသိတင်ဘူးလားကိုရှိတို့အခုကျွန်တော်က तू နားလည်အောင်ထောက်ပြခဲ့တာဒါပေမဲ့
ပြန်မအိတ်တာကြီးကတော့မလွန်လုံးဘူးလားကွာ မလုံဘူးကိုရွှေတို့ဟန်ဒီအမှတ်တမဲ့နဲ့မှားတဲ့အမားတွေကအရန်ကိုများနေပြီဒီတစ်ခါအမှတ်တရခံစားသွားရအောင်ကျွန်တော်တမင်ကိုလှုပ်လိုက်တာကျွန်တော်တို့နှစ်ယောက်အိမ်အောင်ကြပြီးကြတဲ့ဟာကျွန်တော်တို့လင်မြန်းတော့တစ်ခါမှကိုခွဲပြီးမအိပ်ဘူးသေးဘူးဒီနေ့ညဟာကျွန်တော်တို့နှစ်ယောက်ပထမဦးဆုံးခွဲအိမ်မဲ့ညပဲ ဟာမင်းတို့ကလွန်ယုံနေမဟုတ်ဘူးအတော့ကိုမကောင်းတော့ကွာကဲပါငါမင်းကိုလိုက်ဖို့ပေးမလားဒါရောက် မလုံးနဲ့ကိုစစ်တို့ဟမ်ကျွန်တော်ဒီနေ့ညမပြန်ဘူးလို့ဆုံးဖြတ်ချက်ချထားပြီးသား ဟာဟေ့နိုင်မတဲ့မင်းအဲ့လိုမလုပ်နဲ့လေကွာမင်းအဲ့လိုလုပ်တာငါမှမကောင်းဘူးဖြစ်မယ်ဒါစားမှာကွာဟေ့လာ ဟောခင်ဗျားလည်းဗျာမလိုက်ပါဘူးဆိုဗျာ ဘာလို့မလဲမလဲလာစားပါဆိုလိုက်ဘူးဟောဟိုမှာအိုက်ဆိုင်အဲ့ဒါမင်းကိုပြန်ခေါ်ဖို့အတွက်ဒီကောင်လှုပ်လိုက်တာကဲလာစားမှာကွာဟေ့ပြန်စားမှာဟာကလေးမဆန်စားမှာနဲ့မင်းရလေဟဲ့အိုက်ဆိုင်လာမမလေးကနိုင်မင်းတက်ကိုပြန်ခေါ်ခိုင်းလိုက်တာမဟုတ်လား ဘာမှတော့မပြောလိုက်ဘူးဗျစောင်းရဲ့ခေါင်းရဲ့အဝတ်စားရဲ့ပဲပေးထားတယ်အဲ့ကောင်ဘာမှပြောနေတော့ဘယ်လိုပြောလဲမင်းတမျိုးတော့ဒီမှာနာထားတာဟန်ရဘူးလို့ဘာမှဘောဘောတော့ဒီကနေ့အဲ့ကမှမဖြစ်နော်အန်ဒီရလည်းလာပြမယ်တကယ်ဟုတ်တယ်နော်ဟုတ်ပါဘောနင်လာထားလိုက်ပြီးရောမင်းမဟဲလာပြီလားခဏလာပါဦးဒီမှာမိတ်ဆက်ပေးမလို့မင်းဒါမိုးကအန်ဒီအေးတဲ့အန်ဒီဒါကျမရဲ့အမျိုးသားကိုနိုင်မင်းထက်ပါ ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ် ဝမ်းသာပါတယ်ကွယ်ငါတူကြီးကံကောင်းနေ ဗျာ ဟန်နီတို့ယောက်ျားချစ်တဲ့ပုံမျိုးကတော့လေအားလုံးကလက်ဖျားခါတယ်ယောက်ျားအကြောင်းလေပါစပ်ဖျားဘူးမချဒီလိုယောက်ျားကိုချစ်တတ်တဲ့မင်းကလေးမျိုးဖူးစာဆုံးရတာငါတူကြီးကံကောင်းနေမှတ် ကျေးဇူးတင်ပါတယ်ကျွန်တော်ခွင့်ပြုပါ နေမင်းစားရမလားဟန်ဒီပြင်မေးမယ်လေ ပြင်းရစားခဲ့ပြီ မင်း ဟမ် ဟန်ဒီတခုစဉ်းစားမိရဲ့ဟန်ဒီကိုမန်းလေးပြောင်းရင်ကောင်းမလားလို့လေဒီရင်ကြီးကဟန်ဒီတို့အတွက်ကြီးလုံးအားကြီးရယ်မန်းလေးကတိုက်ဆိုရင်ဟန်ဒီတို့အတော်ပဲ လေလေဟန်ဒီပြောင်းနေတယ်ဆိုလည်းပြောင်းဖို့အနေဦးကနေဟိုကိုရောကမန္တလေးကိုပြောင်းမယ်ဆိုတော့ဒီအိမ်ကြီးကိုဘယ်လိုလုပ်ခဲ့မှာလဲဟိုပြီးတော့မမန်းချင်ရလည်းရှိနေသေးရဲ့လေ အဲ့ဒါပြောရအောင်မယ်ဒီခြံရောမမန်းခြံရောဝယ်မဲ့သူရှိတယ်ရောင်းမလားလို့မင်းနေရကြပြီဟန်ဒီဘက်ကအเจ้าမပြန်သေးလို့ပြီးခဲ့တဲ့အပတ်ကမှသူတို့ဘာသာသူလာကြည့်ပြီးဈေးဖြတ်သွားတာဟန်ဒီမှန်းတာတဲ့2ဆလောက်တော့ပိုများနေသေးတာ ဘယ်လိုဆိုတော့မရောက်မှနိုင်ဘူးကွာ ဘာဖြစ်လို့လဲ ဒီချန်ကြီးကိုရောင်းရလောက်အောင်လဲနှစ်နေ့အတွက်ကလုံးဝမလိုအပ်သေးတာဘာဖြစ်လို့ရောင်းမှလဲပြီးတော့ကိုရှိတိုးတို့လိုအလုံးသမားတွေကလည်းရှိနေသေးရဲ့လေတကယ်လို့ကိုတို့ကမန္တလေးကိုပြောင်းသွားမယ်ဆိုရင်အလုံးသမားတွေအားလုံးဒုက္ခရောက်ကုန်ကြမှာပေါ့ ဟဲ့လေခြံကိစ္စနောက်မှစဉ်းစားကြတာပေါ့နော် ရှိတော့ဟမ်ခြံထဲကလူသမားတွေဘာဖြစ်နေကြလဲ ဒီခြံကြီးကိုပြန်ရောင်းတော့မယ်ဆိုလို့အကုန်လုံးကစိတ်မကောင်းဖြစ်နေကြတာကွာ ခြံရောက်မယ်ဟာခမရလည်းမဟုတ်တာဗျာမနေ့ကတော့ဒီခြံကိုမရောက်ဖို့ကြောင့်ကျွန်တော်ဟန်နီကိုပြောခဲ့သေးတယ်တတိမင်းကလည်းကွာငါ့ကိုတတိနဲ့မခေါ်ပါနဲ့လို့မတစ်ခါပြောရမလဲကဲပြောဘာပြောမို့လဲ
ဒီချမ်းကြီးကိုရောင်းတော့မလို့ဆို လာပြန်ပြီနောက်တစ်ယောက်ကွာကနေစမ်းမအောင်ဒီချမ်းကိုရောင်းမယ်လို့ဘယ်သူကပြောရလဲ တချမ်းလုံးပြောနေကြတာပဲဟိုတတိကတော့မှဝယ်မဲ့လူတွေလိုက်ပြနေလကားပါဗျာဟိုသူ့ရဲ့မိတ်ဆွေတွေကမမန်းချန်လုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုလို့လိုက်ပြနေတာပါ ဝမ်းသာလိုက်တာကျွန်တော်တို့အားလုံးကဒီချမ်းကြီးကိုရောင်းပြမှာတအားစိုးရိမ်နေကြတာ ခင်ဗျားတို့တွေကဘာဖြစ်လို့အဲ့လောက်တောင်စိုးရိမ်နေကြလဲ ကျွန်တော်တို့မိဘတွေလက်ထက်ခရေကဒီချမ်းကြီးထဲမှာအလုံးလုံးလာခဲ့ကြတာဒီချမ်းကြီးကကျွန်တော်တို့ရဲ့ဘဝပါဒီမြေပေါ်မှာမိသားစုတွေလိုနေလာခဲ့ပြီးမှပိုင်ရှင်တစ်လက်ထဲရောက်သွားတယ်ကျွန်တော်တို့အလုပ်ထုတ်ပြကြမှာစိုးရင်လို့ဘာမှမစိုးရိမ်ပါနဲ့ကွာစိတ်ချဒီချမ်းကြီးကိုလုံးဝမရောင်း မင်းဆန္ဒလာပြည့်စုံဟန်ဒီစီအောင်လာအမန်းကြောင်ကြောင်းလို့အတွက်နင်းဆုံးဖြတ်ပြီးသွားတယ်ဒါဆိုရင်ဘာလိုက်ပြနေစရာလို့လဲ ဈေးခေါ်တာလေတို့ချောင်းအရင်စိတ်ဝင်စားနေမှသိလို့တမင်လိုက်ပြပြီးဈေးခေါ်တာဟန်ဒီဈေးပြခေါ်လိုက်လေသိလား မသိဘူးဟန်ကိုသိလည်းမသိချင်ပြီးတော့ကိုကအဲ့ဒီကင်းကင်းတန်းတွေကိုလည်းစိတ်ဝင်စားဘူးကိုတန်ဖိုးကိုပဲစိတ်ဝင်စားတယ် ကင်းကင်းနဲ့တန်ဖိုးနဲ့ဘာကွာလို့လဲမင်းအတူတူပဲလေဟန်ဒီကလေဟောဒီချိန်တစ်ခုလုံး ခဏလေးဟန်အဲ့ဒီငွေကြေးကင်းကင်းတန်းနေနဲ့တန်ဖိုးမတူဘူးဆိုတဲ့အကြောင်းဟန်ဒီစိတ်ဝင်စားမယ်ဆိုရင်ကိုရှင်းပြချင်တယ်ခဏလေးဒီမှာဒီမဂ္ဂဇင်းကိုဘယ်တော့တန်လိမ့်မယ်လို့ဟန်ဒီထင်ထားတယ် သိဘူးလေ1000 2000လောက်တော့တန်မှာပေါ့ ဟုတ်တယ်ကိန်းကနရဆိုတော့ဒီမဂ္ဂဇင်းက1000ပဲတန်ဒါပေမဲ့ကို့အတွက်ဒီမဂ္ဂဇင်းရဲ့တန်ဖိုးဆိုရင်9000ပဲမကောက်9000ပဲမကောက်ဘာဖြစ်လို့လဲဆိုတော့ဒီမဂ္ဂဇင်းကိုမဂ္ဂဇင်းထုတ်တဲ့ထုတ်ဝေသူကိုယ့်ရဲ့တကယ်ချင်းကိုယ်တိုင်ကလက်မှတ်ထိုးပြီးကိုယ့်လက်ဆောင်ပေးထားလို့ မင်းပါအဲ့ဒီကိစ္စနဲ့ဟန်ဒီချန်အောင်မဲ့ကိစ္စနဲ့ဘယ်လိုများပတ်သက်နေလဲ တိတ်ကိုပတ်သက်တာမဟုတ်ဟဲ့ဒီချိန်ကလောဟန်ဒီတို့ရဲ့ဘိုးဘွားပိုင်ဒီချိန်ကမှပဲဟန်ဒီအမေကိုမွေးခဲ့ပြီးတော့ဟန်ဒီကိုလည်းဒီထဲမှာပဲမွေးခဲ့ဒီချိန်ထဲမှာပဲဟန်ဒီနဲ့ကိုဟာချစ်သူတွေဖြစ်ခဲ့ကြတယ်ဒါတွေအားလုံးကကိန်းကနေနဲ့ဘလို့မှနှိုင်းစလို့မရတဲ့တန်ဖိုးတွေပေါ့ဟန်ဒီပြီးတော့အဲ့ခြံတွေကအလုပ်သမားတွေရောဘလို့လုပ်မလဲသူတို့တွေရဲ့မိဘတွေလက်ထက်ကလေးကဒီမမန်းချန်ကြီးထဲမှာတစ္ဆာရှိရှိနဲ့အလုပ်လုပ်ခဲ့ကြတာဒီအချိန်မှာဒီမမန်းချန်ကြီးကိုရောက်မယ်ဆိုရင်သူတို့တွေဘလို့ခံစားကြဒီချိန်ရောမရောက်တော့ဘူးဆိုရင်ရောသူတို့တွေဘယ်လောက်ထိပျော်လိုက်ကြမလဲအဲ့ဒါတန်ဖိုးပဲဟန်အဲ့ဒါငွေချင်းနဲ့တိုင်းတန်လို့မကြတဲ့တန်ဖိုးတွေပဲ ဂျင်းကြီးကဟန်ဒီရဲ့ဘိုးဘွားအမွေနဲ့ဆိုတာဟန်ဒီမငင်းပါဘူးဒါပေမဲ့ခုချိန်မှာအဲ့ဒီဘိုးဘွားအမွေနဲ့ကဟန်ဒီအတွက်အပိုသက်သက်ပဲလေဘိုးဘွားအမွေနဲ့မို့လို့ဆက်ပြီးတော့ထိမ့်သိမ်းထားတဲ့နေဆိုပေမဲ့လေကိုယ့်တက်မှာအသုံးဝင်တော့တာဘာလို့ပင်မခံပြီးတော့ထိမ့်သိမ်းတော့မလဲဟန်ဒီကတော့တန်မိုးဆိုတော့အသုံးဝင်မှုမဝင်မှုနဲ့ပဲတိုင်းတာတယ် ဒါဆိုရင်မင်းကဒီခြံကြီးကိုရောင်းမယ်ပေါ့ ဘာမှမဆုံးဖြတ်ရသေးဘူးလို့ပြောပြပြီလေဒါပေမဲ့သူတို့ကဟန်နီကြိုက်တဲ့ဈေးထိလိုက်ပေးမယ်ဆိုရင်တော့ရောင်းပြမယ်တဲ့ ခဏလေးဟန်နီဒီအချိန်မှာဟန်နီဘာမှမဆုံးဖြတ်ရသေးဘူးဆိုရင်ကိုအရင်ဆုံးဖြတ်ပေးခြင်းတယ်ကိုရဲ့ဆုံးဖြတ်ချက်ကဒီခြံကြီးကိုလုံးဝမရောင်းဘူးပဲဒါဟာဟန်နီချိုလဲကြီးရဲ့လင်းယောက်ျားတစ်ယောက်အနေနဲ့ကိုရဲ့ပထမဦးဆုံးဆုံးဖြတ်ချက်ပဲမင်းနဲ့ကိုနဲ့အိမ်အောင်စကြကြတဲ့ဟာမင်းပဲဥဆောင်နေခဲ့တာပါကိုဟာမင်းရဲ့ဥဆောင်မှုနောက်ကနေအမြဲတမ်းအသာတကြီးလိုက်နေခဲ့တယ်ဘယ်တော့မှမင်းကိုကြော်မတက်ခဲ့ဒါပေမဲ့ဒီတစ်ချိန်တော့မင်းကိုကြော်တက်တယ်လို့သတ်မှတ်ခြင်းလဲသတ်မှတ်ပါကိုဆုံးဖြတ်တယ်ဟန်နီဒီချန်ကြီးကို
ကိုလုံးဝမရှောင်းနိုင်မမလေးဟိုလေဖုန်းလာနေတယ်မနေ့ကခြံလာကြည့်သွားတဲ့သူတွေတဲ့သူတို့ကမမလေးပြောတဲ့စီကိုသဘောတူတယ်တဲ့ဆင်ရချဖို့ညနေလာခဲ့ရမှာအဲ့ဒါဒီခဲကိုမရှောင်းတော့ဘူးပြောလိုက်ပြောနေဆင်ရလာချဟုတ်ကဲ့ပြောလိုက်မရှောင်းတော့ဘူးငါပြောခိုင်းတယ်ငါခိုင်းတယ်ကောပြောအဲ့ဆန်ဒီချာဘယ်လိုမှလည်းမသိရတော့ဟုတ်ကဲ့သိရဆိုစကားနာတော့မမလေးစကားနာတော့ဒါဆိုငါပြောလိုက်တယ်ကောပြောဟုတ်ကဲ့တော့မှတော့မရပါဘူး။ဆောက်တောင်းတယ်။အဲ့ဒီအချိန်တွေကငါသူ့ရဲ့ဘဝတွေကနေထွက်လာခဲ့တာ။အခုချိန်ထိပဲ။ဒါနဲ့အဲ့ဒီချိန်ကြီးရောင်းပြစ်သွားလား။ရောင်းပြစ်မှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ तू က तू လုံးချင်တာတခုကိုဘသူမျက်နှာကိုမှမထောက်ဖဲနဲ့လုတ်တက်တဲ့သူမျိုးလေအေးကွာတိုက်ဆန်ဆန် तू ကလည်းဒီကုမ္ပဏီမှာမှ share လာဝင်ရတယ်လို့ခုမင်းတကယ်အလုပ်ထွက်မှာလားသိကြတာပေါ့ကွာကျွန်တော်ခေါ်ရဆိုလို့ထိုင်မောင်းအောင်လည်းမယ်တခုကတမ်းလား Let's go ကျွန်တော်ဒီကိုလာတာကော်ဖီတောက်ဖို့မဟုတ်ဘူးတော့ဟန်နီချိုတကူကိုခိုင်းစရာရှိမှထင်လို့လာခဲ့တာပါကောင်းပြီလေဒါဆိုရင်လေကျမတို့လုပ်ကိစ္စဆွေးနွေးကြတာပေါ့ပြီးခဲ့တဲ့အစည်းအဝေးတုန်းကရှေ့လာကြရင်အလုပ်ထွက်မယ်လို့ဦးနိုင်မင်းထက်ပြောခဲ့သလားလို့ဟုတ်ပါတယ်ရှေ့လာ20ရက်နေ့တည်းမှာကျွန်တော်ဒီကုမ္ပဏီကနေလုပ်ကြပါဒါဆိုရင်တော့တရားဝင်အလုပ်ထွက်စာကိုရေးပြီးတင်ရနိုင်မယ်ဒါမှလေကုမ္ပဏီအနေနဲ့အလုပ်ထွက်ခွင့်ပြုမှာပါ sorry ပဲတော့ဟန်နီချိုကျွန်တော်ထွက်စာရေးပြီးတင်ရမယ်ဆိုတာကျွန်တော်မေ့သွားတယ်ရပါတယ်ကျွန်တော်ခုချိန်ချင်းပဲရေးပြီးတင်လိုက်ပါမယ်ကျမစီကိုတိုက်ရိုက်လာပြီးတင်နိုင်ပါတယ်ကောင်းပါပြီကျွန်တော်ခိုင်းစရာပါရှိသေးတယ်ရှိပါကျွန်တော်ခွင့်ပြုပါဦးနိုင်မကျန်စကားမဆန်ရှင်ခုနေတဲ့နေရာလေးစာကျွန်တော်သိနေတာအလုပ်ကိစ္စနဲ့များပတ်သက်နေလို့လားတော့ဟန်နီချိုလုပ်ကိစ္စနဲ့ပတ်သက်အောင်ပတ်သက်ပါလိမ့်မယ်ကောင်းပြီလေထွက်စားထဲမှာကျွန်တော်ထည့်ရှိပေးလိုက်ပါမယ်က
စာအလုပ်လုပ်ပါသလား လုပ်ပါလေသူကကျွန်တော်တို့ကုမ္ပဏီရဲ့ဒရိုက်တာဖွဲ့ဝင်တစ်ယောက်ပါအခုလောဆယ်တော့သူရုံးရောက်မလာသေးပါဘူးဘာကိစ္စများရှိလို့ပါလဲ သူကား accident ဖြစ်လို့အဲ့ဒါအကြောင်းကြားတာပါ ဗျာဘယ်မှာဖြစ်တာလဲခင်ဗျာ အင်းအားလည်းမိပွိုင်မှာသူ့ကားနဲ့လိုင်းကားတစ်စီးခေါင်းညှင်းဆိုင်ပြီးတိုက်မိလို့အဲ့ဒါအသိပေးခြင်းလို့ပါဒါပဲနော် ခဏလေးပါခင်ဗျာခဏလေးပါဟိုလူရောဟိုလူပါဖြစ်သွားသေးတယ်ခင်ဗျာ အဲ့ဒါတော့မသိဘူးလူတွေကလည်းရမ်းအောင်နေတာ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ဘာကိုပြောရလဲ ခမရကားအက်ဆီဒန့်ဖြစ်တယ်ဆိုပြီးတော့ဖုန်းလာလို့ဗျတရုံစိုးရင်နေကြတာ ကြံကြီးစီရရှင်ကျမဘာမှမဖြစ်ပါဘူးအခုပဲကျမရုံးကိုလာတော့မလို့ကြည့်ရတာတယောက်ယောက်နောက်လိုက်တယ်နဲ့တူတယ် အေးဗျာနောက်เสียရှာလို့ကျွန်တော်လည်းလေရုံရောက်ချင်းအဲ့ဒီဖုန်းသတင်းကြားတာနဲ့စိတ်ပူသွားတာဗျနိုင်မိတဲ့ဆိုရင်လေကားအက်ဆီဒန့်ဖြစ်တဲ့အောင်ချက်ချင်းလိုက်သွားတာဟိုလဲရောက်လို့ဘာမှလည်းမတွေ့ရောဟာနေရာမြမှားလားဆိုပြီးတော့စဝေစဝါနဲ့စိတ်ပူပြီးပြန်လာကြတာ အာနာဆရာကြီးကျမကြောင့်အလုပ်ရှုပ်သွားတယ်နဲ့တူတယ်ဒါနဲ့ဦးနိုင်မင်းထက်ရောရှိလားရှိတယ်ကျွန်တော်ဘေးမှာရှိတယ် ဒါဆိုသူ့ကိုဖုန်းခဏလောက်ပေးလိုက်ပါလားကျမသူ့ကိုကျေးဇူးတင်စကားလေးပြောချင်တယ် အော်ဟုတ်ကဲ့ အ
တန်မိုးကြီးရဲ့ဝင်းလေးလက်ဆောင်လေးကပေးမှာတမီးအဲ့ဒီခါကျတော့ဘာလဲဆိုတာတမီးသိမှာအဲ့ဒီလက်ဆောင်မမေအခုပဲပြီးပြီလားတမီးလေးကိုပေးမယ်ဝင်းလေးလက်ဆောင်လေးအဆန်လေးပေးဝယ်လို့မရဘူးတမီးအဆန်နဲ့ပေးဝယ်လို့မရဘူးဆိုမမေကဘာလုပ်မှာမိတာနဲ့ပေးဝယ်အဲ့ဒီဟာမိတာနဲ့ရတော့မမေနဲ့တမီးရဲ့မိတာရဲ့ဝယ်လိုက်အဲ့ဒီလက်ဆောင်ကတမီးစီသူကလည်းရှောက်တော့တယ်ဒါဆိုသူ့မှာချောက်လို့ရှိတာပေါ့ရှိရပါတမီးရဲ့ခြေထောက်လေးရောလက်လေးတွေရောပြီးတော့တမီးရဲ့ခုထူထူလေးရဲ့စီမရှိပြီးတော့နှစ်ယောက်ဆုံပြီးတော့တေချာရှင်းပြလိုက်ပါလားဟာစီစဉ်တော့ရှိပါတယ်ဒါပေမဲ့သူ့ဘက်ကတိတ်တင်းမာလုံးအားကြည့်အောင်ချင်းနေကိုခဏစောင့်ကြည့်နေရပါဘာလို့အချိန်ကုန်ခံပြီးစောင့်နေမှာလဲရှင်းနေလုံးလုံးတော့စောင့်ရပြီပဲကိုရှိတို့ရဲ့နည်းနည်းလေးထပ်စောင့်ရတာကျမတို့အပန်းမကြည့်ပါဘူးငါတော့စိတ်မရှိပါဘူးဟာငါကိုယ်တိုင်ရန်ကုန်ဆင်းပြီးတော့သူ့သမီးလေးအကြောင်းပြောလိုက်ကိုရှိတို့မလုံဘူးတော့မလုံဘူးဟိုကျမကလေကျမပြဿနာကိုကျမဘာသာကျမပဲဖြေရှင်းခြင်းတယ်ကြားလို့တယောက်ကဝင်ပေးလို့ပြည်လဲသွားတာမျိုးလည်းမလို့ခြင်းဘူးနောက်ပြီးတော့တမီးအကြောင်းလည်းဒါရိုက်သူနဲ့မပြောချင်ပါဘူးတမီးတိုင်ရောစင်ကြောင့်ကျမစီပြန်လာတဲ့ကျမရဲ့လုပ်ရက်တွေကိုသူနားလေသဘောပေါက်ပြီးပြန်လာတာမျိုးကိုပဲကျမလိုချင်တာဟာနင်တို့ကမဟုတ်သေးပါဘူးဟာကိုရှိတို့အခုလိုစောင့်ကြည့်နေတဲ့အချိန်တွင်းမှာလေကျမတို့ရဲ့စိတ်ရင်းအမှန်ကိုသိလိုက်ရတယ်ကျမကမပြတ်သေးဟောလေဟိုကျမမုန်းသေးဘူးသိလားအော်ငါဘာများလဲလို့ဟာနင်စကားကဘာများထူးဆန်းလို့လဲဟမ်နိုင်မင်းထက်ကဟန်နီချိုဘယ်တော့မှမမုန်းဘူးအခုလည်းမမုန်းဘူးနောက်လည်းမမုန်းဘူးအဲ့ဒါတော့သိကြတယ်ဒါများအချိန်ကုန်ခံလို့ဟာဟန်နီရဲ့နိုင်မင်းထက်ကိုသူ့ရဲ့သမီးလေးရမင်းချိုကြောင့်နင်အများဆုံးပြောပြလိုက်ပါဟာနိုင်မင်းထက်ကဒီရဲ့ပိုင်းအတွင်းမှာပဲသူအလောက်ကထွက်တော့မှာဟာနင်ဒီရဲ့အတွင်းမှာမှသူ့ကိုပြောမပြဘူးဆိုရင်နောက်ဘယ်တော့မှပြောဖြစ်တော့မှာမဟုတ်ဘူးဒါဟန်နီအသိဆုံးပါကိုရွှေတို့ကြီးထင်တယ်လို့လေချင်းနေကမစိုးနိုင်ပါဘူးပြီးတော့မကြခင်မှာသမီးလေးကြောင့်တည်သွားလိမ့်မယ်ဟိုဟန်နီကိုယ်တိုင်ဖွင့်ပြောမလို့လားပြောပါဦးသူ့လိုတည်သွားမှာဒါမှမဟုတ်သူ့ဘက်ကနေသမီးလေးအကြောင်းဖွင့်မေးလာလိမ့်မယ်ဟုတ်လားနိုင်ပြောပါတော့ခဏနေချို့ကျွန်တော်ဘာကိုညီပေးရမလဲအော်ဟိုတနေ့ကစစ်ခိုင်းလာတဲ့ဖိုင်တဲ့ကိစ္စလေအားလုံးစစ်ပြီးတော့ပါပြီအစင်းထဲမှာပဲခါလေးဆောင်နော်စင်းနေရတယ်ခုမှမှားပါဘူးကျွန်တော်တရားစစ်ပြီးတော့
ဟိုလေဒီဖိုင်ထဲမှာဓာတ်ပုံ album တစ်ခုများတွေ့မိလား album တွေ့တယ်ဟိုဒါပေမဲ့ကျွန်တော်တက်ထည့်ထားတာပါအခုဒီ file နဲ့ကိုကျွန်တော်ပြန်ထည့်ထားပေးတယ်စီးရင်တော့ကျွန်တော်နှစ်ခါတိတိပြန်ဆက်ထားတာပါအမှားမရှိပါဘူးတမျိုးတော့မထင်နဲ့လားဒီ album ရှင်ယူကြည့်မိလိုက်ပြီလားပထမတော့ကတော့စီးရင်စာအုပ်လို့ထင်ပြီးရုပ်တရက်လှန်ကြည့်လိုက်သေးတယ်ဒါပေမဲ့အဲ့ဒါကိုရေးကိုရိုင်း album မှန်းသိလို့ကျွန်တော်မကြည့်ပါဘူးတက်ကိုပြင်ထားတာဘာဖြစ်လို့လဲတော့လဲဆိုဖုန်းအသက်လေးတကိုင်ကိုင်နဲ့ပဲများပြီးတော့ဘဲကြွင်ခြင်းနေပြန်ပြီဟုတ်လားကိုကျော်တန်းတို့ကလေအမြဲတမ်းဒီလိုကြီးပဲငငယ်ကဘယ်တော့မှကောင်းမပြောကြွိုင်စရာလားဒီခေတ်ကောင်လေးတွေကလေအားလုံးကစားပြီးနားမလဲရွေးကြီးပဲအဲ့ဒါဆိုလေစားပြီးနားမလဲတဲ့ကောင်လေးကိုမကြွင်မင်းနဲ့စားပြီးနားလေတဲ့ဘေးယူပဲကြွင်လိုက်ပေါ့နေကိုကျော်တန်းတို့နော်ရှောက်ပြောနေတာလားမှအဲ့ဒါပါရှင်းမမငယ်တော့နေရောက်နေထားတာမမပြလာတော့လားမဟုတ်ပါဘူးကိုဒီဆိုင်မှာဘာစားစရာများရှိလဲလို့လာကြည့်ရပါတော့နေချိုထိုင်းမှာတယ်မဘာစားမလဲရတယ်ဘာဖြစ်ဖြစ်အစ်လေးတခုပေါ့တက်လို့ဖြစ်ပြရမယ်တော့နေချိုကအမြဲတမ်းတက်လို့စားလားဟုတ်တယ်ကျမမွေးရရဲ့ပြီးတော့နောက်တစ်ရက်ရပေါ့ဟိုဒီဇိုင်မှာလေတက်လို့ဆိုရင်ကော်ပြန်ကြော်ပဲရတယ်ကော်ပြန်ကြော်နဲ့ကော်ဖီပါပေးမယ်နော်ကောင်းပါရဲ့အော်ကော်ဖီကို Nest Coffee ပဲမှားလိုက်ပါနော်ညီလေးကော်ပြန်ကြော်တော့ Nest Coffee တစ်ခွက်မြန်မြန်လေးနော်မမ Nest Coffee ကြိုက်တယ်နော်ငယ်တော့ဖြစ်ရင်ခါလို့လုံးဝမကောင်းဘူးဟုတ်တယ်တို့လည်းအရင်တော့နောက်တော့မခံဘူးဒါပေမဲ့ခုတော့လေ Nest Coffee ရမယ်ကျွန်တော်ဘာမှတောက်တော့ဒါဆိုမမပြောင်းလဲသွားတာပေါ့ကောင်းတော့ပြောင်းလဲခြင်းမှာခါတာကိုအရသာခံစားငါပြန်တော့မယ်ကွာနေပေါင်းကွာမင်းရတယ်အေးလေကိုမင်းကလည်းဘာလို့ရှာရှိလို့လဲလုံးဆရာကြီးလို့တော့ကြီးကြီးမားမားမရှိပါဘူးဒါပေမဲ့ကျွန်တော်ထိုင်ရတာညောင်းလာလို့ခွင့်ပြုပါဦးနေဦးနိုင်မထိုင်ကျမရှင်းလိုက်ပါမယ်ဘေးဖြစ်ဆိုတယ်ကျေးဇူးတင်ပါတယ်တော့ဟန်နီချိုဒါပေမဲ့ကျွန်တော်သူများကြွေးတာကိုအလကားမစားတတ်လို့ပါကျွန်တော်ဘာသာကြောင့်ရှင်းသွားလိုက်ပါမယ်
ကျမပါ ဟုတ်ကဲ့ဘာကိစ္စရှိလို့ပါလဲ အလောက်ထွက်စာမှာရေးပေးလိုက်တယ်ဦးနိုင်မင်းထဲလိပ်စာမှာအခုလောလောဆယ်ဦးနိုင်မင်းထဲတယောက်တည်းနေရတာ ဟုတ်ပါတယ် တကယ်လို့လမ်းကြုံလို့ရှင့်အိမ်ကိုကျမလာလဲတဲ့အခါကျရင်ရှင့်ဘက်ကအဲ့ဝတ်ကျင်နိုင်မှာမလား အဲ့ဒါကတော့ဒေါ်ဟန်နီချိုတီကိုလာတဲ့အကြောင်းကိစ္စနဲ့ပဲသက်ဆိုင်ပါလိမ့်မယ် ဘယ်လိုကျမနားမရှိဘူး ကုမ္ပဏီကိစ္စအတွက်လာတာဆိုရင်တော့ဒရိုက်တာတယောက်ကိုဝန်ထမ်းတယောက်အနေနဲ့အဲ့ဝတ်မကြည့်စရာအကြောင်းမရှိပါဘူး ။အော်အလုပ်သဘောဆန်တဲ့တာဝန်ကျေပြမှုမျိုးပေါ့ ဆိုတော့ ။တကယ်လို့အလုပ်ကိစ္စနဲ့မပတ်သက်ပဲကိုကြီးကိုတာကိစ္စအတွက်ရောက်လာတယ်ဆိုရင် ဘလို့ကိုကြီးကိုတာကိစ္စမျိုးလဲ ရှင်နဲ့ကျမနဲ့နှစ်ယောက်ထင်းနေပဲပတ်သက်တယ်။ကိုကြီးကိုတာကိစ္စဆိုပါတော့ ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာကိုကြီးကိုတာပတ်သက်စရာဘာအကြောင်းကိစ္စမှမရှိတော့ဘူးလို့ထင်ပါတယ်ဒေါ်ဟန်နီချို ။တေချာရဲ့လားဦးနိုင်မင်းထဲ ကျွန်တော်ဘက်ကတော့တိတ်ကိုတေချာပါတယ်ဒေါ်ဟန်နီချို ကိစ္စရှိလို့လည်းဒေါ်ဟန်နီချို ကျမတို့နှစ်ယောက်ရဲ့ကိုကြီးကိုတာကိစ္စဆွေးနွေးကြရှိလို့ အဲ့ဒါဆိုရင်တော့ sorry ပဲဒေါ်ဟန်နီချိုကျွန်တော်ဘက်ကတော့ကိုကြီးကိုတာကိစ္စကိုဆွေးနွေးစရာဘာအကြောင်းမှမရှိပါဘူး အခုလောလောဆယ်မရှိပဲမယ်လေကျမတို့နှစ်ယောက်စကားပြောပြီးရင်ဆွေးနွေးစရာရရှိလာနိုင်ပါတယ် ကျွန်တော်ကတော့မထင်ဘူးဒေါ်ဟန်နီချိုဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုကြီးကိုတာကိစ္စတွေကိုကျွန်တော်စိတ်မဝင်စားတော့တာရှစ်နှစ်တောင်ကျော်နေပြီ အခုကိစ္စကကျမတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်သိရေးကြီးတဲ့ကိစ္စဖြစ်နေမယ်ဆိုရင် အဲ့ဒါဆိုရင်တော့ဆွေးနွေးဖို့ကနားထောင်ဖို့မလိုတော့ဘူးပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့၈နှစ်တုန်းကလည်းကျွန်တော်တို့ရဲ့အနာဂတ်အတွက်တိတ်ကိုအရေးကြီးတဲ့အခြေအနေမျိုးကြုံခဲ့ပူးပါတယ်အဲ့ဒီအခြေအနေတုန်းကဒေါ်ဟန်နီချိုဘသူ့ကိုမှမတိုင်ပင်မဲနဲ့ကိုတယောက်တည်းဆုံးဖြတ်ပြီးဆုံးဖြတ်တဲ့အတိုင်းလည်းအကောင့်တွေပေါ်ခဲ့တာပဲမလားခုလည်းအဲ့တိုင်းပဲဆုံးဖြတ်လိုက်ပါကျွန်တော်တို့နှစ်ယောက်လုံးအတွက်လည်းအချိန်ကုန်တက်တာသွားတာပေါ့ ဦးနိုင်မင်းတဲ့ကျမတကယ်ကိုအလေးနဲ့ပြောနေရပါအခုကိစ္စကကျမတယောက်တည်းဆုံးဖြတ်လို့မရတဲ့ကိစ္စမို့လို့ပါ အဲ့ဒါဆိုရင်တော့ဒေါ်ဟန်နီချိုတိတ်ညံ့သွားပြီလို့ပြောမှာပဲကျွန်တော်ကတော့ကျွန်တော်အနာဂတ်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကိုကျွန်တော်တယောက်တည်းပဲအမြဲတမ်းဆုံးဖြတ်တယ်ဒေါ်ဟန်နီချိုစိတ်ဝင်စားမလားတော့မသိဘူးကျွန်တော်ကငယ်နဲ့မချခင်မှာထပ်တော့မှာခုဆိုရင်လည်းမလို့ရှိတယ်ငယ်ကြီးခါတော့လာပါဦးငယ်အိမ်မျိုးခါတော့ထွက်ခဲ့ပါဦး အာမမင်းကိုမင်းရဲ့ရဲမှာပဲတဲတာမဖြစ်နေမှဝုန်းကြည့်
ချိုအတွက် Let's go ပြီးတဲ့ဘက်တော့ပြောရခဲ့တယ်ဟုတ်မမခဏလေးနော်ဒီဘဝဟင်းဝချပြီးရင်နှွေးတယ်လိုက်ရမှာပဲကြာပါရှင်သိတော်တယ်ကျမလည်းရှင်းလို့တော်နိုင်အောင်ကြိုးစားပါဒီဘောတော့ Let's go ပြီးတော့တော့အေးအချိန်မရလို့တဲ့မမကလည်းဘလို့ကြီးမှန်းလည်းမသိဘူးကိုကျော်တန်းတော့ကလည်းမဆလာတော့ဝယ်ကြားလိုက်တာမလေးပြန်လာသေးရဲ့နော်ဈေးသွားတာအိမ်တော်များကြိုင်လားအောင်မရစကားများလိုက်တာဟာရောဒီမှာအရင်ရက်တည်းငါတို့နှစ်ယောက်တည်းချက်စားလေးဘာမှအလုံးမရှုပ်ဘူးအခုနင်လာလေတော့မှဟိုအဝယ်ပေးရဒီအဝယ်ပေးအလုပ်ကိုရှုပ်နေရနော်နောက်တစ်ပတ်ကျရင်နင်လာမလဲနဲ့တော့ကိုကျော်တန်းတော့ချက်ခိုင်းတာလေငယ်ငယ်ချက်တဲ့ချက်သားဟင်းကိုစားကြည့်လိုက်အောင်နောက်မှမလေးကောင်းလို့ဆိုပြီးနင်ရောလာမချက်ခိုင်းတာမရအောင်ခုနကောင်းလှမ်းတွေးလိုက်တယ်ဟန်နီချိုလာသွားလားပါတယ်လေပထမအမားကဟန်နီချိုပြောမဲ့စကားကိုနားမထောင်လိုက်တာဒုတိယအမားကျတော့သူ့ဟာသူအလဲလာလဲတဲ့ငငယ်ကိုမင်းနဲ့လက်ထပ်တော့မဲ့ဇနီးလောင်းလို့ဘာလို့နဲ့ပုံမရိုက်ပြီးမင်းဟန်နီချိုညာလိုက်တာမင်းသူ့တမင်လက်စားချီတယ်ဆိုရင်တော့မင်းလို့ရကအောင်မြင်တယ်လို့ပြောရမှာငါအဲ့လောက်ထိမရှိရွယ်ခဲ့ရတော့အမှန်ပဲကွာဒါပေမဲ့ငါရဲ့လောက်ရကတမင်လက်စားချစ်တယ်လို့ဖြစ်သွားခဲ့မယ်ဆိုရင်လည်းငါတော့ရမှာမဟုတ်ဘူးခင်ဗျာဘဝတစ်ခုကပြန်ပြီးဆက်လို့မရမယ်အတူတူအခုလိုကင်းကင်းတက်တက်ဖြစ်သွားတာအကောင်းဆုံးပဲကွာနိုင်မင်းထက်ဟိုမှာကျန်ဟာလဲရအဲ့လေမြန်ညောင်ကမင်းနဲ့သိလို့ဘယ်ရဟောမှာလဲကွာမင်းစီမှာအဲ့လိုသမီးလေးတယောက်ရှိနေခဲ့မယ်ဆိုမင်းဘယ်လိုတင်လဲလုံးဝမသိဘူးမင်းရတော့ကွာဟုတ်တယ်လေကွာငါ့စီမှာတားသမီးမှမရှိတာငါဘယ်လို့သိမှာလဲတကယ်လို့တာသမီရှိနေခဲ့မယ်ဆိုရင်ရောသွားစမ်းပါကွာမဖြစ်နိုင်တာနဲ့ငါ့ကိုလာမပြောစမ်းပါနဲ့ဘာလို့မဖြစ်နိုင်ရမှာလဲကွာဒီမှာမင်းဟန်နီချိုးစီကထွက်လာတော့ကသူ့စီမှာမင်းနဲ့ရတဲ့ကိုဝင်မကြံခဲ့နိုင်ဘူးလားအဲ့ဒီကိုဝင်ကနေခလေးတယောက်ယောက်မွေးမလာနိုင်ဘူးလားအခုငါပြောတာတွေကိုမဖြစ်နိုင်ဘူးလို့မင်းတေချာပြောရဲလားကဲအေးလေ
မင်းပြောသလိုဖြစ်နိုင်တယ်ပဲထားပါတော့ဒီကိစ္စတွေကိုဖြစ်ခဲ့ပါတယ်လို့ပြောနေတဲ့သူရှိလို့လားတိတ်ရှိတာပေါ့ကွာဘာတူလဲဟန်နီချိုလေ तू ကမင်းနဲ့ဆွေးနွေးကြတယ်ဆိုတော့တခြားကိစ္စမဟုတ်ခက်လေးကိစ္စသူ့မှာမင်းနဲ့ရတဲ့သမီးတွေရှိနေတယ်ကွာအေးအဲ့ဒီအကြောင်းတွေကိုပြောချင်လို့ तू ကမင်းစီကိုလာတာဒီစမောမင်းတို့ဒီကိစ္စတွေဘယ်လိုပြောကိုရွှေတိုးလေဘာပြောလဲကိုရွှေတိုးဟုတ်လားဟုတ်တယ်မနေ့ကပဲ तू ငါ့ကိုလာတွေ့သွားအေးကိုရွှေတိုးကမင်းကိုဒီအကြောင်းနဲ့လုံးဝမပြောပါဘူးလို့ဟန်ဒီချို့တတိပေးထားတယ်ကွာဒါပေမဲ့ तू ကမင်းကိုသိသိစေချင်လို့မင်းနဲ့အရင်ကြီးတော့ဘယ်လိုရှိမလဲဆိုတော့ तू ကသူစုံစမ်းငါစီရောက်လာဟောရမင်းသမီးလေးနာမည်ကရမင်းချိုတဲ့ကြီးတဲ့အသက်က8နှစ်တောင်ပြည့်တော့မယ်ကွာလောက်တတ်ဘူးတမီးရဲ့ဟာမရအောင်မရဘူးတမီးကိုလေးမြန်ပဲလုပ်မြန်ပြီးတော့တမီးကိုတော့လေးမြန်လုပ်တမီးရဲ့တခြားဟာပဲကစားပါလားမင်းများလေးဟာဟိုဝေးရတော့လွတ်လိုက်ပြီဆိုတမီးစေကိုမေတကယ်သွားတော့မယ်ဟေးလေကွာဒီနေ့ကနောက်ဆုံးနေပဲဩနေ့လေလောက်ကြောက်လို့ရှိရင်ရှိမဲ့လူတွေအားလုံးလက်ဖက်တိုက်ပြီးတော့နှုတ်ဆက်ပွဲတွေလည်းလုပ်ပေးရအောင်မယ်ကျွန်တော်တို့တော့မမေ့ပါနဲ့ဗျာအေးပါကွာမမေ့ပါဘူးဟောဒါနဲ့ကိုမေကျွန်တော်တို့လက်ချံပစ္စည်းလေးစစ်ပြီးတော့လက်မှတ်ထိုးပေးခဲ့ပါဟောရုံသားပဲတော်သေးဘောငါမေ့တော့မလို့ကဲလာကွာတခါတော့အောင်လားဒီစင်းနေပဲကွာဆိုင်လို့နေတာဟုတ်လားနောက်ပြီးတော့နော်ဒီတော့ဆိုရင်မှ
ချက်ရှိဟုတ်တယ်နော်ဒီကောင်မှန်မယ်ဒီကောင်ဆိုရင်နေလေရှယ်ကိုလို့နော်ဒါလည်းရပါနော်စိတ်ကြဘယ်လိုဖြစ်လဲစိတ်ကြီးလုံးချလို့ပြောင်းလဲလို့နေရတယ်ပြောင်းခဲ့ကိုမင်းနဲ့မလို့လည်းပြောနေတယ်စားလိုက်ပြ နိုင်မင်းတဲ့အလုတ်ထွက်သွားတဲ့အကြောင်းဟန်နီချိုဦးလှမ်းပြောတာဟယ်လိုဟယ်လိုဟန်နီချိုဟယ်လိုဟယ်လိုကျမကြားတယ်ဒီနေရာမှာစားကြောက်တယ်ဖေကငါသမီးလေးကိုစောစောတွေ့ချင်လို့ပေါ့သမီးရဲ့ဖေကတိတ်လိမ့်ပါလားဟုတ်တယ်ဖေကလေအခုအရန်ကိုလိမ့်ပါသားပြီလားအော်လိမ့်ပါရကွာဖေသမီးရနော်မမလေးဟိုမမန်းချန်ထဲမှာဧည့်သည်တွေရောက်နေဘယ်သူတွေလဲဒီချံဝယ်ချင်တဲ့ဧည့်သည်တွေတဲ့ဒီချံကြီးကိုရောက်မလားတဲ့ဒီချမ်းကဘယ်သူပိုင်လဲနေသိရမလားသိပါတယ်သိရဆိုရင်နေဘယ်သူစကားနားထောင်မှာလဲရမင်းတို့စကားပါนี่လေဖြေလိုက်လေချမ်းကိုရောက်မှာလားတဲ့မရောလုံးဝမရောကဲကြားရမလားအဲ့ဒီတိုင်းသွားပြန်ပြောလိုက်ဟုတ်ကဲ့ကဲသမီးကိုလည်းဖ
ဖေဖေကမေးရအောင်မယ်ဟောရီယာဖေဖေနဲ့ဒီကမေမေကိုဘသူပိုင်တယ်လဲ